Hi နားဆင်ပေးတဲ့တငယ်ချင်းတို့ရေဒီနေ့မှာတော့မောင်ကောင်းဆိုတဲ့လူငယ်လေးရဲ့ထိုင်းနိုင်ငံကိုပွဲစားတွေနဲ့ငွေပေးပြီးခိုးဝင်ခဲ့ရတဲ့အဖြစ်အပျက်ကိုပြောပြပေးမှာတော့သူ့ရဲ့ခီးကလွယ်မသွားခဲ့ပါဘူးအနေရတွေကြောက်စရာတွေငိုချင်စရာတွေနဲ့ပြည့်နေခဲ့တဲ့ဇလန်းမှာမောင်ကောင်းကမြန်မာပြည်အေယာဝတီတိုင်းကကြေးရွာလေးတစ်ခုကဆင်းရဲတဲ့မိသားစုကနေလာတာပါအသက်18နှစ်ပဲရှိသေးတယ်သူမိဘတွေကလယ်သမားတွေမိုးခေါင်ရေရှားတဲ့နှစ်ဆိုရင်ထမင်းစားဖို့တောင်ခက်ခဲပါတယ်ဒါကြောင့်သူ့မိသားစုဝမ်းစာအတွက်ထိုင်းမှာအလုပ်လုပ်ပြီးပတ်စံပို့ချင်တဲ့စိတ်နဲ့ဒီခီးကိုစတင်ခဲ့တာပါမောင်ကောင်းကကြေးရွာတဲကလူစိမ်းတယောက်စီကနေပွဲစားနဲ့ဆက်သွယ်နီးကိုတိလိုက်တယ်ပွဲစားကကြက်9သိန်းယူမယ်ထိုင်းနယ်စပ်ကိုဖြတ်ပြီးရန်ကုန်ကနေမဲဆောက်အထိလုံခြုံစွာပို့ပေးမယ်လို့ကတိပေးတယ်မောင်ကောင်းကသူ့မိဘတွေရဲ့တသက်စာစုငွေနဲ့ဒီပတ်စံကိုပေးခဲ့ရတယ်ဒီခီးကလွယ်မသွားခဲ့ပါဘူးညအချိန်တောလန်းချောင်းတွေကိုဖျက်ရဲရီရှောင်ရင်းကုန်းတွင်းခိုးဝင်တဲ့အဖွဲ့နဲ့အတူ3ရက်ကြာလမ်းလျှောက်ခဲ့ရတဲ့တခါတုန်းကလူကုန်ကူးသူတွေရဲ့ချင်းချောက်မှုကြောင့်ထောင်ချဖို့အထိအန္တရာယ်ရှိခဲ့တယ်။ဒါပေမဲ့မောင်ကောင်းဟာကံကောင်းစွာနဲ့မဲဆောက်ကိုရောက်သွားခဲ့တယ်။အဲ့ဒီမှာငါးဖမ်းလုပ်ငန်းမှာအလုပ်ရပြီးတစ်လကိုဘတ်8000ကျပ်6သိန်းခန့်ရခဲ့တယ်။သူ့မိသားစုစီကိုလစဉ်ငွေပို့နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုခီးမျိုးကအကုန်ကြများပြီးအသက်အန္တရာယ်ရှိပါတယ်လူကုန်ကူးသူတွေရဲ့လှည့်ဖျားမှုတွေထိုင်းရဲတွေရဲ့ဖမ်းဆီးမှုတွေကြောက်စရာပါပဲတရားဝင်နီးလန်းတွေနဲ့သာစူးစမ်းကြဖို့အကြံပေးချင်ပါတယ်မောင်ကောင်းရဲ့ဇလန်းကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုဖြစ်ပျက်တွေကိုသိထားဖို့လိုပြီးဘယ်တော့မှလွယ်လွယ်ယုံမပါနဲ့နော် Like share လုပ်ပေးပါဦး